OK，就是今天阿龙的喵我今天拜播呢。今天我跟大家分享的就是好好爱自己播呢。就讲成个好好爱自己，个讲起的呢，个讲起播呢。OK，生活中不啊嘛，有很多人是路的喵一些，关心你个有晒的土地，个的不完备咩对说喵一些，但是大边没最重要的是最这个面中标呢，最重要的是说呢。业绩中噶多嘞，你要对自己好，咩年嘞，个哦嘞，个啵嘞讲呀咩啵喏，个说对自己对呀啵，自己个讲呀咩啵喏，别人可以帮助你，对咩哩个，个顾你背路下嘞喏，没有顾你背路下嘞，但大咩路不能一直陪着你，到小一直陪着普标背啦没有啵喏。ကိုဘေးကနေအမြဲတမ်းကိုပေါ့လေဖော်ပြပေးနိုင်ပေါ့နော်只有你自己မင်းကိုယ်တိုင်ရှိမှသာလေနော်ကိုရှိမှသာလေတဲ့နော်只有မှသာလေ才နောက်ကလိုက်တယ်နော်才能ဆိုအဲ့လိုကြာမှာပဲ能真正了解自己ကိုကောင်းကောင်းနားလည်လာလိမ့်မယ်ပေါ့နော်照顾自己ကိုယူဆိုင်တယ်လိမ့်မယ်ပေါ့နော်有时候တခါ世界会让你难过နော်世界的လောကကြီးက会让ဆိုဖြစ်စေတယ်ဘာဖြစ်စေမလဲ你没有ဖြစ်စေမယ်难过ဝမ်းနည်းစရာမျိုးဖြစ်စေလိမ့်可是ဒါပေမဲ့လို့你要学会坚强ကအားတင်းထားတာမျိုးပေါ့နော်ကျန်းဆိုတာကျန်းခံရှိစလို့တဲ့သဘောပဲချန်ကအားကောင်းလို့ဆိုတော့အားတင်းထားတာနော်ဆိုတော့可是你要学会坚强ဆိုတဲ့အဓိပ္ပာယ်ကကိုယ်အနေနဲ့ပေါက်တာလဲကျန်းခံနိုင်ဖို့ဟာသင်ယူရမယ်ပေါ့နော်不要မလုံးနဲ့总是依靠别人အမြဲတမ်းသူများကိုအားကိုးနေတာမျိုးမလုံးနဲ့依靠ဆိုအားကိုးတာပေါ့နော်依靠နော် OK 总是အမြဲတမ်း OK သူများကိုအားကိုးမျိုးအမြဲတမ်းသူများအောင်မလုပ်ပါနဲ့တဲ့要努力变得更好နော်变得更好变得ကဘီကန်ဖြစ်လာပေါ့နော်ပိုကောင်းလာဖို့ပိုတော်လာဖို့ကြိုးစားရမယ်ပေါ့နော်爱自己ကိုချီရမှသာလင်းတဲ့ခြိုင်းနေနော်ခြိုင်းကကြားမှာပဲနော်နေဖြစ်စီမယ်ဘာဖြစ်လဲနဲ့让生活更快乐ကိုယ့်ရဲ့ဘဝကိုပို့ပြီးတော့ပျော်ရွှင်လာစေလိမ့်မယ်ပေါ့နော်快乐ပျော်ရွှင်တာလေကိန်းကပို့၍所以ဒီတော့不管နော်ဖဲဖြစ်နော်အင်္ဂလိပ်တည်းဆိုတော့ no matter နဲ့တူတူပဲပေါ့နော်遇到什么事情ဆိုတော့什么事情ဘာကိစ္စတွေဝယ်ကြုံပေါ့နော်ပြောချင်တဲ့အဓိပ္ပာယ်ကနော်不管遇到什么事情ဘာကိစ္စဝယ်ကြုံသူကဘာတို့ဘယ်နေရာတို့ဘလို့တို့ဘာကြောင့်အစားရှိအဲ့လိုလာတတ်တယ်不管နောက်ကနော်ဥမာ不管你想去哪里မင်းဘယ်ကိုသွားခြင်း不管你想做什么မင်းဘာကိုလုပ်ခြင်း不管你为什么迟到မင်းဘာကြောင့်ပဲနောက်ကျအဲ့လိုမျိုးပေါ့နော်ဒီမှာတော့不管遇到什么事情ဘလို့ကိစ္စဝယ်ကြုံနဲ့都要相信自己ကိုယုံကြည်ရမယ်နော်照顾自己ကိုဘောတာလဲကျူဆိုင်ရမယ်因为ဘာကြောင့်လဲဆိုတော့没有人ဘယ်သူမှမရှိဘူး逼你自己သင်ကိုယ်တိုင်ထက်对你သင်ပေါ်မှာ更好ပိုကောင်းမဲ့လူလို့ရှိတာမရှိဘူးဆိုတော့ကိုကတာလည်းကိုပေါ့အကောင်းဆုံးဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်โอเคဒါဖတ်ကြည့်လိုက်မယ်好好爱自己生活中有很多人关心你但是最重要的是你要对自己好别人可以帮助你但不能一直陪着你只有你自己才能真正了解自己照顾自己有时候世界会让你难过可是你要学会坚强不要总是依靠别人要努力变得更好爱自己才能让生活更快乐所以不管遇到什么事情都要相信自己照顾自己因为没有人比你自己对你更好 OK ရမယ်ထင်ပါတယ်